တဘေကတေယတုံလုံးစုံကုန်သောဗုဒ္ဓသစ္စာလေးပါးမြတ်တရားကိုပိုင်းခြားထင်ထင်သိမြင်တော်မူညမြတ်စွာဘုရားတို့သည်ဣတိပတနံဒိဋ္ဌိတကိုမျိုးမျိုးသို့ရောက်တော်မူကြကုန်၏ယာယိတိအကျင့်ဒိဋ္ဌိတကိုမျိုးမျိုးတို့သည်ပိစေကနိစ္စသာရဏပါကဓမယတို့ပွင့်ကြသည်တိပိစေကဗုဒ္ဓရှင်တို့မြတ်ကြီးတို့အား၎င်းအရဟံတာနိစ္စလေးတာသောခွာလျှော့ကုန်ပြီးသောယဟန္တာရှင်တို့မြတ်ကြီးတို့အား၎င်းအတ္တိတေရှာမသွေရှိပေ၏ဣတိပဒာနံဒိဋ္ဌိတကိုမျိုးမျိုးသို့ရောက်တော်မူကြကုန်သောဒေတံတောဘယပိစေကဗုဒ္ဓယဟန္တာရှင်တို့မြတ်ကြီးတို့၏ဒေဇေနာတကိုချိန်တော်အနုဘောတော်အားဖြင့်တဗ္ဗသောထဝဉ္ကျင်တိတာရက်စေမျက်နာမှာဒကံတတိုင်းပမာတံခွင့်ချသို့လုံးစွာမပေါဆောင်ရောက်ကိုဗန္ဒာမိဗုဒ္ဓဓမ္မတန်ခကုံဤတုံဝတိဖြင့်ယုံကြည်လေးစားစွာပွေထားပါ၏နဘေကတေယတုံလုံးစုံကုန်သောဗုဒ္ဓသစ္စာလေးပါးမြတ်တရားကိုပိုင်းခြားထင်သင်သိမြင်တော်မူညာမြတ်စွာဘုရားတို့သည်သမပဒနံဘေဟုဘာယံကပင်ကုန်ပြောက်ခြင်းသို့ရောက်တော်မူကြကုန်၏ယောဂေမခြင်းဘေဟုဘာယံကပင်ကုန်ပြောက်ခြင်းသည်ပိစေကနိစ္စသဒနာဘာကသမယဘဝံပွင့်ကြအတိတိပိစေကဗုဒ္ဓရှင်မြတ်ကြီးတို့အား၎င်းအရဟန္တနိစ္စလေးတံအတောအယောကုန်ပြီးသောယန္တာရှင်သူမြတ်ကြီးတို့အား၎င်းအတ္တိတေရှာမတိရှိပေ၏ခိမပဒနံဘေဟုဘာယံခပင်ကုန်ပြောက်ခြင်းသို့ရောက်တော်မူကြကုန်သောဒေတံတောဘယပိစေကဗုဒ္ဓယန္တာရှင်သူမြတ်ကြီးတို့၏ဒေဇေနာတကိုချိန်သောအနုဘောတော်ဖြင့်နဗ္ဗသောထဝဉ္ကျင်တိသာရစေမျက်နာမှာရကံတတိုင်းပမာတံခွင့်ချသို့လုံသွားမပါချောင်းကြောက်ကိုဗန္ဒာမိဗုဒ္ဓဓမ္မတန်ခကိုဤထုံဝတိဖြင့်ယုံကြည်လေးစားစွာပွေထားပါ၏ဒီနာမန္တ၅ပါးမှန်မြင်ယံကပင်တို့ကိုပေရန်တုတ်တဲ့အောင်မြင်ခြင်းတို့ရောက်တော်မူကုန်၏ယောဇိနောနရကပင်ရန်ဆွဲရှင်း၍အောင်ခြင်းရှင်ကအောင်ခြင်းမင်္ဂလာတိလဘမန္တလာဘမဒါနလောက300ဘုံလုံးဌာနရရောက်အားမြင့်မြတ်တန်ရှင်းလာရခြင်းတို့ရောက်တော်မူကြကုန်၏ယောလာဘောလောက300ဘုံ300၌ရရောက်အားမြင့်မြတ်တန်ရှင်းအကျဉ်လာရခြင်းဤလာဘမဒါနလောက300ဘုံလုံးဌာနရရောက်အားမြင့်မြတ်တန်ရှင်းအကျဉ်လာရခြင်းတို့ရောက်တော်မူကြကုန်သောဒေဇံပတ္တလူနာမြမဘုံတုံရွာတင်ဒေသထင်ပေါ်ခြင်း